နေရာတိုင်းမှာဗမာကြီးပဲထိတ်ဆုံးကနေနေရာယူကြမှာလားပြန်စဉ်းစားပါဦးကာကွယ်ရေးဦးစီးချုပ်ဘယ်ကချင်ဖြစ်ဘူးလဲဘယ်ကရင်ကများဗိုလ်ချုပ်ကြီးကရင်ဘယ်နှယောက်တွေ့ဘူးလဲဘယ်ရှမ်းရောဘယ်ကယားရောဘယ်ရခိုင်ရောဘယ်မွန်ရောဗမာကြီးပဲမလုပ်ကြပါနဲ့မြန်မာနိုင်ငံတနိုင်ငံလုံးမှာအကျယ်ကြီးလုပ်ခဲ့တဲ့အကြီးလုပ်ခဲ့တဲ့စုကရေးတီးပြိုင်ပွဲမှာရှမ်းအကပြိုင်ပွဲကိုဘယ်နှစ်ကများကျင်းပတာကြားဘူးလဲရှမ်းအကလေရှမ်းအကလေရှမ်းအကစုကရေးတီးပြိုင်ပွဲမှာပြိုင်ပွဲလုပ်တာကြားဘူးပါလားကချင်အကရောကြားဘူးလားကရင်အကကိုပြိုင်ပွဲလုပ်တာရောကြားဘူးလားဘယ်ကချင်မှလည်းထူးမခြားနာမိရေစုံတာရောင်းတော့ထွေပြလို့ဆိုတာကျွန်တော်မကြားဘူးဘယ်ကရင်မှလည်းဆိုတာကျွန်တော်တို့မကြားဘူးတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုတိုင်းရင်းသားတွေရဲ့ဓလေ့တိုင်းရင်းသားတွေရဲ့ထုံးစံသူတို့ရဲ့ရိုးရာကျွန်တော်တို့ဘာလို့မလိုက်နာနိုင်တာဘာလို့နေရာမပေးနိုင်တာလဲစဉ်းစားပါကျွန်တော်တို့တိုင်းပြည်မှာမတီမငြိမ်မှုတွေဖြစ်ခဲ့ရတာအဲ့ဒီတိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းစင်လာတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုဘာသာစကားကျွန်တော်တို့လေးစားမှုအားနည်းခဲ့တယ်ပြက်ကွက်ခဲ့တယ်ဒီအတွက်ကြောင့်ကချင်ပြည်နယ်မှာခုချိန်ထိစစ်ရိတ်စစ်ငွေတန်းနေတော့မယ်ကျွန်တော်တို့ခုလိုအချိန်မှာဟောလို့ခမ်းမာကြီးထဲမှာဟောတယ်လို့ကလထိုင်ကြီးတွေမှာငြိမ်ပြီးဟောတယ်လို့ကျွန်တော်တို့ကလည်းပြောချင်ရပြောပြီးပရိသတ်တွေကလည်းငြိမ်နားထောင်နေကြတဲ့အချိန်မှာအမိုးအကာမရှိတဲ့နေရာအောက်မှာသူတို့ကချင်လေးတနာပါတယ်အမိုးအကာလည်းမရှိဘူးအောက်ကအခင်းလည်းမရှိဘူးနင်းနေရရှာတယ်ကျောင်းဖွင့်ချိန်2ချိန်ကျော်သွားပြီကလေးတွေကျောင်းမတက်နိုင်ကြဘူးကချင်လည်းကျွန်တော်တို့တိုင်းရင်းသားပါပဲကရင်လည်းကျွန်တော်တို့တိုင်းရင်းသားပါပဲကျွန်တော်တို့အချင်းချင်းဘာလို့သူ့ရဲ့ဓလေ့သူ့ရဲ့ရိုးရာသူ့ရဲ့ဘာသာစကားကျွန်တော်တို့လေးစားသမှုမပြုတ်နိုင်ရတာလဲဘာလို့နေရာမပေးခြင်းရတာလဲနေရာတိုင်းမှာဗမာကြီးပဲထိတ်ဆုံးကနေနေရာယူကြမှာလားပြန်စဉ်းစားပါဦးကာကွယ်ရေးဦးစီးချုပ်ဘယ်ကချင်ဖြစ်ဘူးလဲဘယ်ကရင်ကများဗိုလ်ချုပ်ကြီးကရင်ဘယ်နှယောက်တွေ့ဘူးလဲဘယ်ရှမ်းရောဘယ်ကယားရောဘယ်ရခိုင်ရောဘယ်မွန်ရောဗမာကြီးပဲမလုပ်ကြပါနဲ့ဒီနေရာမှာကျွန်တော်ပြောတာပရိသတ်ကိုလည်းပြောရင်အားလုံးကိုလည်းကျွန်တော်ပြောတာဒီကျင့်ဝတ်ကလေးပါတိုင်းရင်းသားချင်းချင်းကျွန်တော်တို့စောင့်ထိန်ပေးရမယ်ထိန်သိမ့်ပေးရမယ်တာဝန်ကျင့်ဝတ်ဒါလေးကိုမှမစောင့်ထိန်ပေးနိုင်ရင်ကျွန်တော်တို့ရဲ့အခွင့်အရေးဆိုတာဟာဘလို့မှမကောင်းတော့အဲ့ဒီအခွင့်အရေးဆိုတာမကောင်းရင် responsibility ခုနတာဝန်ယူမှုဆိုတာလည်းမရှိတော့ဘူးငါမှဘာအခွင့်အရေးမှမရတော့ကွာငါဘာမှထိန်ပေးနေစရာမလိုပါဘူးဆိုတဲ့စိတ်ဖြစ်သွားပြီဘယ်လိုလုပ်ကြမလဲအဲ့ဒီကမှတဆင့် rule of law လို့ခေါ်တဲ့နောက်အားတစ်လုံးတရားဥပဒေစိုးမိုးရေးဘလို့မှဖြစ်မလာနိုင်တော့ဘူးဘယ်သူမှမလိုက်နာနိုင်တော့ဘူးချကြံချကွာမင်းတော့ချမင်းတော့ငါအတိမမပြောငါလည်းစော်တယ်အေးချကွာဖေးအေးတာပဲဆိုတာမျိုးဖြစ်ကုန်တာ